အားလုံးပဲမင်္ဂလာပါကျွန်တော်ဝင်းကို Apple လာ YouTube channel လေးကနေကြိုဆိုပါရစေဗျကျွန်တော်ရဲ့ YouTube channel လေးမှာဗီဒီယိုမတင်ပြတာတော်တော်လေးကိုကြာသွားခဲ့ပြီเนาะအဲ့အတွက်လည်းကျွန်တော်တောင်းပန်တယ်ဒီရက်ထဲမှာကျွန်တော်ဗီဒီယိုတွေထပ်ပြီးတော့ run ပေးပါမယ် Okay စလိုက်ကြမယ်ဗျာကျွန်တော်ဒီနေ့ share ပေးမယ့် knowledge ကတစ်ခုရပါကျွန်တော်အရင်ဗီဒီယိုတွေမှာကျွန်တော် iPhone စကန်တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်အပိုင်းနေစေးရမလဲဆိုတဲ့ဗီဒီယိုတွေကျွန်တော်ရှေ့မှာတင်ပေးခဲ့ပြီးသွားပြီကျွန်တော်တို့ body ဘိုင်းလားမှန်ဘိုင်းလား speaker ဘိုင်းလား camera ဘိုင်းလားအကုန်ကျွန်တော် physical ဘိုင်းနဲ့ကျွန်တော်ပတ်သက်လို့ကျွန်တော်တင်ပေးခဲ့ဘူးတယ်ဒီနေ့ကအဲ့ဒီဘိုင်းနေမဟုတ်ဘူးမာသာဘုတ်နဲ့ပတ်သက်တာအဓိကတော့မာသာဘုတ်ပဲအရေးအကြီးဆုံးကမာသာဘုတ်ဒါကြောင့်မလို့ဒီနေ့မာသာဘုတ်ကျွန်တော်စစ်တဲ့နီးလေးကိုကျွန်တော်တင်ပေးတာလူအယောက်100မှာ90မသိဘူးသိရင်လည်း90မပြောနဲ့1ယောက်2ယောက်မျှဝေဖို့တော့နဲတယ်အဲ့ဒီအချက်ကိုကျွန်တော်ဒီနေ့ပြပြပေးမယ် sharing လေးကကျွန်တော်မာသာဘုတ်စစ်တဲ့အဲ့ဒါဖုန်းကဝယ်သွားတယ်သူတို့ရှိမှအကောင့်ကျွန်တော်လမ်းမှာအိမ်မရောက်သေးဘူးကားပေါ်မှာပါဝါ logo တက်ကြဖြစ်သွားတယ်ဒါမှမဟုတ်အိမ်ရောက်တော့ logo တက်ကြဖြစ်သွားတယ်ကျွန်တော်တို့ရောင်းတဲ့လူဆက်သွယ်လို့မရတော့ဘူးဒီလိုမျိုးလက်ပူတိုက်ပြီးတော့ဂျင်းတဲ့အရာတွေရှိတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ်အကြောင်းအရာကိုသိတယ်ဆိုလို့ရှိရင်အဲ့ဒီဂျင်းတွေလုံးလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြပြမယ့်အချက်က10မိနစ်လောက်ပဲကြာတယ်เนาะဒါကျွန်တော်မိတ်ဆွေတို့အတွက်အများကြီးအကျိုးရှိမယ်โอเคเนาะဗီဒီယိုလေးကိုကျွန်တော်ဒါလည်းဘာလို့ရှေ့အောင်ပြပြပေးလဲဆိုရင်ခံရတဲ့လူတွေလည်းကျွန်တော်တို့ကများသောအားဖြင့်တွေ့ပြီးသွားပြီဒါလုတ်ပေးချင်တာလည်းကြာပြီဒါပေမဲ့မလုတ်ဖြစ်သေးတာမအားတာနဲ့เนาะဒါဒီနေ့ကျွန်တော်ပြန်လည်စတင်တဲ့ဗီဒီယိုနဲ့ knowledge တွေ share ပေးလူကြီးမျိုးလည်းအရေးပါတဲ့ knowledge လေးတွေလုပ်ပေးတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe မလုပ်ရသေးဘူးဆို like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းကျွန်တော်တောင်းဆိုပါတယ်ဗျဒီလုံးလေးကအကောင်းလုံးတော့မဟုတ်ဘူး customer ကျွန်တော်တို့စီကဝယ်သွားတယ်အဲ့ဒါတက်လို့ကျွန်တော်တစ်လုံးပြန်ချိန်ပေးလိုက်တဲ့လုံးဒါ error တက်နေတာကျွန်တော်တို့အခုဗီဒီယိုပြဖို့အတွက်လည်းဒီလို error တက်တဲ့အလုံးရှိမှပြလို့ရမှာအရင်တည်းကဒီလိုဗီဒီယိုတင်ပေးခြင်းနဲ့ကျွန်တော်စီမှာ error တက်တဲ့လုံးတစ်လုံးမှမရှိတဲ့အတွက်ကြောင့်မလို့တင်ပေးလို့မရဘူးဗောနော်အဲကြောင့်မလို့ကျွန်တော်ဒီကောင်လေးကိုအခုကျွန်တော်နဲ့တူ like ကြည့်လိုက်ပါဦးကျွန်တော်စလိုက်ကြမယ်နော်ကျွန်တော် setting ထဲကိုဝင်မယ်နော် setting ထဲကိုဝင်ပြီးရင်ဟိုးပေါ်ကျွန်တော်ဆွဲတင်လာအဲ့မှာ privacy and security ဆိုတာရှိတယ်အဲ့ထဲကိုဝင်ပြီးရင်အပေါ်ကိုထပ်ဆွဲတင်မယ်အဲ့မှာ analysis and improvement ဆိုတာရှိတယ်ကျွန်တော်အင်္ဂလိပ်စကားပေါင်းတာစလုံးပေါင်းတာမှားချင်မှားလိမ့်မယ်เนาะကျွန်တော်အင်္ဂလိပ်စာမကျွမ်းလို့ပါ analysis data ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ panic food ဆိုတာတွေ့လား panic food ဆိုတာဒီမှာကြည့်အဲ့ panic food ကြောင့်ပဲတော့ power ကျတာเนาะ panic food ဒီမှာဒိတ်ပါ2026 4လပိုင်း9ရက်နေ့ကကျတာတယ်တောက်လျှောက်ဒီမှာအများကြီးပဲတွေ့လားเนาะ9ရက်နေ့လို့ပေါ့လဲကျတာတယ်အဲ့လိုမျိုး panic food ကိုတွေ့ပြီဆိုတာနဲ့မဝယ်နဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါဒီ sub by error အမှ error ဖြစ်နိုင်ခြေက80ကနေ100ကြားလုံးဝမှန်တယ်ဗျာအဲ့လိုဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခု power တက်ဒီကောင်ကျွန်တော်တို့အချိန်ခဏပေးလိုက် power ကျသွားလိမ့်မယ်ဒီကောင်ဘာလို့ power ကျလဲဆိုတော့ဒီကောင်အဲ့ဒီ panic food တက်နေတဲ့ဥစ္စာကြောင့် power ကျတာအဲကြောင့်ကျွန်တော်တို့ကဖုန်းဝယ်တဲ့အခါမှာ panic food ကိုသွားစစ်လိုက်ကျွန်တော်ခုနပြောတဲ့အချက်ကိုကျွန်တော်ပြန်ပြပေးမယ်နော်ကျွန်တော်တို့ခုနပြောတဲ့ setting တွေကိုဝင်မယ်ပြီးတော့ရင် privacy and security တွေကိုဝင်မယ်အပေါ်ဆွဲတင်ပြီးသွားရင်နော် analysis and improvement တွေကိုဝင် analysis data တွေကိုဝင်လိုက်မယ်ဆိုဒီမှာ panic food သွားစစ်လိုက်အဲ့လို panic food တွေ့ပြီဆိုတာနဲ့အဲ့ဒီဖုန်းကိုမယူနဲ့တော့တေးကြတယ်လမ်းမှာမကြရင်တော့အိမ်ရောက်ရင် power ကျမယ်မဟုတ်ရင်လည်းတပတ်နေမှကြာတာတလားနေမှတစ်ခါကြာလို့ဆိုတာရှိတယ်ဒါကသူက sub ပိုင်းမှာ error ရှိနေတဲ့ဥစ္စာနော်ဒါလည်းကျွန်တော် backlight ကွဲတာတို့ကျွန်တော် camera မကောင်းတာတို့ကြောက်စရာမလိုအဓိကကြောက်အောင်မှာအဲ့ panic food error အဲ့ဒါမာသာဘုတ်ကျွန်တော်ဖုန်းတစ်လုံးဝယ်ရတဲ့ပို့ပြီးတော့ကုန်ကြသွားနိုင်တယ်နော်ဒါဒီကောင်ကြာသွားလိမ့်မယ်နော်ဟောကြာသွားပြီနော်ကျွန်တော်ပြောလို့မဆုံးသေးဘူး power ကြာသွားပါပြီအဓိကတော့အဲ့လို error မျိုးတွေကခုနကျွန်တော်တို့ပြောသလိုလက်ပူတိုက်ထားတယ်ဆိုရင်လည်းစစ်တဲ့ချိန်မှာကျွန်တော်တို့အရင်မသိရတဲ့ဟာတွေရှိတယ်တချို့ဆိုတနာရီနေမှကြာလို့3နာရီ4နာရီနေမှကြာလို့တခါလေကြာရင်1ရက်နေမှကြာလို့ရှိတယ်အဲ့ဒီ panic food ဆိုတဲ့ error ကြောက်ဖို့ကောင်းတယ်နော်ဒါအားမရှိရမဟုတ်နော်ဒီကောင်အားဘလောက်ပဲတွင်အဲ့လိုပဲ auto ရနေမှာနော်ဒါကျွန်တော်အခုဒီຢာလေးကိုကျွန်တော် customer အလဲလေးနဲ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်ဟော logo ပြန်တက်လာပြီဒီလားအားမရှိရမဟုတ်အဲ့လိုမျိုးပဲသူကပြနေ logo ပြန်တက်လာပြီဒါကျွန်တော်အားရှိတဲ့ battery ထည့်လဲသူက power ကျမှာပဲသူကအဲ့လိုမျိုးနော်ဒီမှာဖြစ်နေတဲ့ error okay ဒါဆိုလို့ရှိရင်တော့ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ customer တွေနားလည်လောက်ပြီလို့ကျွန်တော်ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ဗျဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘယ်လို knowledge sharing မျိုးလေးတွေလာမလဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျအားလုံးအဆင်ပြေကြပါစေ